ဘုရားသခင်ယေရှုတော်ချီးမွမ်းပါတယ်ကျွန်တော်နှုတ်ကပတ်တော်အားဖြင့်တူတူကဆင်ခြင်ခွန်အားယူဖို့ရအတွက်ရှင်မသက်ခရစ်ဝင်ခန်းကြီး1အပိုင်ငယ်21သားယောက်ျားကိုဖွားမြင်လိမ့်မည်ထိုသားသည်မိမိလူတို့ကိုအပြစ်မှကယ်ချွတ်မိသူဖြစ်သောကြောင့်ယေရှုဟုသောအမည်ဖြင့်မှဲ့ရမည်ဟုကောင်းငင်တမန်ဆို၏ကျွန်တော်ဒီနှုတ်ကပတ်တော်ကတော့ယောသက်ကိုကောင်းကင်တမန်ကလာပြောတဲ့စကားဖြစ်ပါတယ်။ယောသက်ကမေတော်မာရီနဲ့ထိမ်းများဆောင်နှင်းပြီးတော့သူတို့ကမြင်္ဂလာဆောင်ပွဲတော့မကျင်းပရသေးဘူး။တို့ရတွင်သူတို့ရဲ့ဂျူးထုံးစံရသူတို့ကဇနီးခင်မောဖြစ်သတ်မှတ်ခြင်းကိုခံရပါတယ်။အဲ့ဒီခါမှာကောင်းကင်တမန်ကယောသက်ကိုလာပြောတယ်။မေတော်မာရီမှာကိုဝင်ရှိတဲ့ခါမှာယောသက်ကတိတ်တဆိတ်စွန့်ပယ်မယ်လို့အကြံရှိပါတယ်။ဒါကြောင့်ကောင်းကင်တမန်ကယောသက်ကိုလာပြောတယ်။ယောသက်မင်းမစွန့်ပယ်နဲ့မေတော်မာရီကိုမင်းထိမ့်သိမ်းရမယ်။ဘာကြောင့်လဲဆိုရင်ဒီပရိသေတွေကအခြားသောသူတွေနဲ့ရတာမဟုတ်ဘူး။ဤပရိသေတွေကတန်ရှင်းသောဝိညာဉ်တော်အပြင်ရတဲ့ပရိသေတွေဖြစ်တယ်။ဒါကြောင့်မို့မာရိကတားယောက်ျားကိုဖွားမြင်မယ်။အဲ့ဒီသားကမိမိလူတို့ကိုအပြစ်မှကယ်ချွတ်မိသူဖြစ်တဲ့အတွက်ကြောင့်နဲ့ယေရှုဟူသောမိဖြင့်မှဲ့ရမယ်လို့ကောင်းကင်တမန်ကဖော်ပြခဲ့ပါတယ်။ယေရှုဆိုတဲ့နာမည်ရဲ့အဓိပ္ပာယ်ကအပြစ်မှကယ်ချွတ်မိသူSavior ကယ်တင်ရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာကဖော်ပြပါတယ်။ဒါကြောင့်မို့ယေရှုခရစ်တော်ဖခင်ကလူသားအလုံးကိုအပြစ်မှကယ်ချွတ်မဲ့ကယ်တင်ရှင်ဖခင်ဖြစ်ပါတယ်။အပြစ်ကနေကယ်ပြီးတော့ကျွန်တော်အပြစ်တွေအလုံးကိုချွတ်ပလိုက်မယ်။ဆိုလိုတဲ့သဘောကကျွန်တော်ကိုအပြစ်ကနေဖခင်သခင်ကကယ်တင်ပြီးတော့အပြစ်ကင်းစင်သွားအောင်မဆာမဲ့ဖခင်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာကဖော်ပြပါတယ်။လူသားအလုံးကအပြစ်ထဲမှာနှိမ့်မွန်းနေပြီးတော့ကိုမကယ်တင်နိုင်ဘူးအဲ့ဒီအပြစ်ထဲကနေကိုခွန်အားနဲ့ကိုမယုံထွက်နိုင်မိမိအကျင့်သီလကုသိုလ်ကောင်းမှုအားဖြင့်အပြစ်ကနေမလွတ်မြောက်နိုင်တဲ့အတွက်ကြောင့်လောကီသားအားလုံးကိုကယ်တင်ဖို့ရန်အတွက်သခင်ရှုကကောင်းကင်ကနေပြီးတော့ဤလောကသို့ဖျားအဖြစ်မှလူစားတိကိုခံယူပြီးတော့ဆင်းကြွခဲ့ပါတယ်လူသားအားလုံးရဲ့အပြစ်ကြွေးကိုလက်ဝါးကတိုင်မှာသူ့ရဲ့အသက်ကိုစွန့်ပြီးတော့အသွေးသွင်းပြီးတော့အသေးခံခြင်းအားဖြင့်ကျွန်တော်အပြစ်တွေကိုယူဆောင်သွားခဲ့ပါတယ်ယုံကြည်သောသူကလွတ်မြောက်ခြင်းအခွင့်ကိုရဖို့ရန်အတွက်အခွင့်အရေးရှိပါတယ်။ဘာကြောင့်လူတွေကအပြစ်ထဲမှာနှိမ့်မွန်းနေရတာလဲ။ဘာကြောင့်လူတွေကအပြစ်သားဖြစ်ရတာလဲ။လူကမွေးရပါအပြစ်ဆွဲသောသူဖြစ်တယ်။ကျွန်တော်အာရန်နဲ့အေဝါကနေပြီးတော့စတင်ပြီးတော့လူသားအလုံးကအပြစ်ထဲမှာကျဆင်းသွားတယ်။ဘုရားသခင်ဖန်ဆင်းစားကလူမှာအပြစ်မရှိပါဘူး။တို့ရတွင်ကဘာဦးလူသားဖြစ်တဲ့လူယောက်ျားနဲ့လူမိန်းမကဘုရားသခင်မလုံနဲ့ဆိုတဲ့အရာကိုကျူးလွန်ပြီးတဲ့အတွက်ကြောင့်အပြစ်ထဲမှာနှိမ့်မွန်းသွားတယ်။တို့ရတွင်ဘုရားသခင်ကလူကိုအင်မတန်ချစ်တဲ့အတွက်ကြောင့်အပြစ်ထဲမှာနှိမ့်မွန်းသွားတဲ့လူသားတွေကိုကယ်တင်ဖို့ရန်အတွက်လောကကိုဆင်းကြွလာတယ်။ဒါကခရစ်စမတ်ရဲ့အတိတ်ပဲဖြစ်တယ်။လူသားအားလုံးကိုကယ်တင်မဲ့ဘုရားလူမျိုးမရွေးပါဘူး။ဘာသာမခွဲပါဘူး။အဆင့်တန်းအနှိမ့်မြင့်မခွဲကြပါဘူး။လူဆိုတဲ့လူသားအားလုံးအပြစ်ထဲမှာနှိမ့်မွန်းနေတဲ့ကိုမကယ်တင်နိုင်တဲ့လူသားအားလုံးကိုကယ်တင်ဖို့ရန်အတွက်ကယ်တင်ရှင်သခင်ရှုခရစ်တော်ဘုရားကလောကကိုဆင်းကြွလာတယ်။ဒါကခရစ်စမတ်ရဲ့အတိတ်ပဲဖြစ်တယ်။တချို့ကဒီလိုပြောမယ်။သခင်ရှုအသေးခံတာကိုမယုံကြည်ပါဘူး။သူ့ဟာသူအသေးခံတာငါတို့နဲ့မဆိုင်ပါဘူး။ကိုပဲကယ်တင်ရမယ်။ကိုယ့်ရဲ့အကျင့်သီလကုသိုလ်ကောင်းမှုတွေအားဖြင့်အလှူဒါနတွေအားဖြင့်တမလွန်မှာကောင်းတဲ့နေရာရောက်ဖို့အတွက်ကိုလုံမှာပဲရမယ်လို့ယူဆနိုင်ပါတယ်။တို့ရတယ်မိတ်ဆွေသင်ကိုမကယ်တင်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့မွေးရပါအပြစ်ဆွဲသောကြောင့်ဖြစ်တယ်။သင်ကမွေးကလေးကအပြစ်ရှိနေတယ်။အမိဝမ်းထဲမှာတဲကသင်ကအပြစ်သားဘဝကိုရောက်ရှိပြီးသားဖြစ်တယ်။သင်ဘာမှကုသိုလ်ကောင်းမှုတွေမလုပ်ရသေးပါဘူး။ဘာဒုစရိုက်မှလည်းသင်ကမကျူးလွန်ရသေးဘူး။အဲ့ဒီမွေးကလေးကသင်ကအပြစ်ဆွဲနေသောကြောင့်ဖြစ်ပါတယ်။ဥပမာအနေနဲ့ကျွန်တော်တို့ဗမာမိဘနှစ်ပါးကမွေးရင်မွေးလာတဲ့ကလေးကဗမာပဲဖြစ်မယ်။အဲ့ဒီဗမာမိဘနှစ်ပါးကဟိုးကိုရီးယားမှာသွားနေမယ်။ကိုရီးယားမှာနေပြီးတော့သူတို့ကလေးတယောက်ရမယ်။အဲ့ဒီမွေးလာတဲ့ကလေးကကိုရီးယားမဖြစ်တော့ပါဘူး။အဲ့ဒီမွေးလာတဲ့ကလေးကဗမာပဲဖြစ်မယ်။ဘာကြောင့်လဲ။သူ့ရဲ့အမေဖေကိုကဗမာဖြစ်နေတော့ကြောင့်ဖြစ်ပါတယ်။အဲ့ဒီမွေးလာတဲ့ကလေးကဗမာစကားမပြောတတ်ပါဘူး။ကိုရီးယားစကားပဲပြောမယ်။ကိုရီးယားလိုပဲဝတ်စားဆင်ရင်မယ်။ကိုရီးယားအစားအစာတွေပဲစားမယ်။အယုတ်ဆွအဆုံးကိုရီးယားနိုင်ငံသားခံယူလိုက်မယ်။တို့ရတွင်သူကကိုရီးယားလူမျိုးတယောက်ဖြစ်သွားလား။မဖြစ်သွားပါဘူး။အဲ့ဒီကလေးကဗမာပဲဖြစ်တယ်။ဘာကြောင့်လဲဆိုရင်တော့သူ့ရဲ့မိဘနှစ်ပါးကဗမာဖြစ်နေတော့ကြောင့်ဖြစ်ပါတယ်။ဒီလိုပဲမိတ်ဆွေ
ဟိုးကဘာဦးမှာဖန်ဆင်းတဲ့လူယောက်ျားနဲ့လူမိန်းမကအပြစ်ဆွဲတဲ့အတွက်ကြောင့်မွေးလာတဲ့လူသားမျိုးဆက် generation အားလုံးကလည်းအပြစ်ထဲမှာအလိုလျောက်ကြောက်ရောက်သွားတယ်မွေးရပါအပြစ်သားဘဝကိုရောက်ရှိသွားတယ်ဒါကြောင့်မွေးရပါအပြစ်ရှိတဲ့လူကဘလောက်ပဲကုသိုလ်ကောင်းမှုအကျင့်သီလတွေနဲ့ကြိုးစားတိဆောက်စီကမှုဘုရားသခင်ရှေ့မှာမဆုံးလင်းနိုင်ဘူးဒီအပြစ်ထဲကနေမယုံထွက်နိုင်ဘူးမွေးရပါအပြစ်ဆွဲတဲ့လူကကုသိုလ်ကောင်းမှုတွေလုပ်တဲ့ခါမှာကောင်းတဲ့အရာတွေလုပ်တဲ့ခါမှာသူကလူကောင်းတစ်ယောက်တော့ဖြစ်မယ်သူကလူတွေရှိမှတော့သူတော်ကောင်းဖြစ်ပါလိမ့်မယ်တို့ရတွင်ဘုရားသခင်သတ်မှတ်ထားတဲ့အပြစ်ကင်းတဲ့ဖြောက်မှတ်ခြင်းစံနှုန်းကိုတော့မှီနိုင်မှာမဟုတ်ဘူးလူကဘလို့မှအပြစ်ကနေမကင်းနိုင်ဘူးအပြစ်သားတစ်ယောက်ကကောင်းမှုကုသိုလ်လုပ်တဲ့သဘောပဲရှိပါလိမ့်မယ်ဒါကြောင့်မို့ကယ်တင်ရှင်လိုအပ်တယ်ဒါကြောင့်မို့တမန်ကျမ်းစာကဘလို့ဖော်ပြလဲဆိုရင်ယေရှုခရစ်သည်အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းဟာဤလောကသို့ကြွလာတော်မူသည်ဟုသောစကားသည်သစ္စာစကားဖြစ်၏အကျွင်းမဲ့ခံယူအပ်သောစကားလည်းဖြစ်၏လို့ဖော်ပြပါတယ်ယေရှုခရစ်ကတဲ့အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းကဤလောကသို့ကြွလာတယ်လို့ဖော်ပြပါတယ်အပြစ်ရှိတဲ့သူတွေကိုကယ်တင်ဖို့ကြွလာတဲ့အတွက်ကြောင့်ခရစ်ယာန်တွေအတွက်ပဲကြွလာတာမဟုတ်ပါဘူးလူမျိုးစုတစ်ခုအတွက်ဘာသာတရားတစ်ခုအတွက်ကြွလာတဲ့ဖခင်မျိုးမဟုတ်ပါဘူးအပြစ်ရှိတဲ့လောကီသားအလုံးမိသူမဆိုကယ်တင်ခြင်းရဖို့ထာဝရသက်ရဖို့ဤလောကကိုကြွလာခြင်းဖြစ်တယ်ဒီစကားကတဲ့သစ္စာစကားဖြစ်တယ်အကျွင်းမဲ့ခံယူအပ်သောစကားလည်းဖြစ်တယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်ဒါကြောင့်မို့ချစ်တော်ညီအစီတိုင်းသင်ယုံသည်ဖြစ်စေမယုံသည်ဖြစ်စေသခင်ယေရှုကတော့သင်ရဲ့အပြစ်တွေကိုကယ်တင်ဖို့ဤလောကသို့ကြွလာတယ်ဤလောကသို့ကြွလာပြီးတဲ့အခါမှာလက်ဝါးကတိုင်မှာသင်ကိုယ်စားအသေးခံခြင်းအပြင်သင်ကိုအပြစ်ကနေကယ်တင်ပြီးတော့ရွေးနှုတ်ခဲ့ပါပြီသင်ယုံရင်လွတ်ပြီဖြစ်တယ်အပြစ်ကနေလွတ်မြောက်ပြီးတော့တတ်မလွန်မှာသင်ကအပယ်ငယ်ကိုသွားစီရမလို့တော့ဘူးထာဝရဒုက္ခချမ်းသာဘုရားသခင်ပြင်ဆင်တဲ့ကောင်းဝင်နိုင်ငံကိုဝင်စားရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကိုအပြစ်ကနေကယ်ချွတ်တဲ့သခင်ယေရှုခရစ်တော်ဘုရားကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံခြင်းအပြင်တတ်မလွန်မှာထာဝရဒုက္ခချမ်းသာကိုဝင်စားရပြီးတော့ယခုဘဝမှာလည်းဘုရားသခင်ကောင်းကြီးမင်္ဂလာလွှတ်ချင်းချမ်းသာကိုခံစားရမယ့်ကြောင်းဝင်ငါပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ lo ya no has tema muy quage du dia nei cha chin ye twin ko song ge de awara te ya yan tu ye atat ko do ye apyit twi twan pi sat chin ne tu athi khan ge de ta kaung kin phaya bong si sain twi Chin ye twin ko song ge de Tawara te ya ya tu ye atat ko do ye apyit twi twan Pi sat chin ne tu athi khan ge de